မြတ်စွာဘုရားဟာတရားဟောတဲ့အခါမှာအတ္တိသံတရားလို့ဆိုတယ်မိမိဆန္ဒနဲ့ဟောတဲ့တရားမျိုးလည်းရှိတယ်ပရိစ္ဆာတရားဆိုတယ်တရားဓမ္မကိုသိလို့ကြားလို့နားလို့တဲ့ပုဂ္ဂိုလ်ရဲ့စိတ်ဆန္ဒနဲ့သူရဲ့တောင်းဆိုချက်အရာဟောကြားတာလည်းရှိတယ်အထုပ္ပတ္တိကလို့ခေါ်တဲ့အကြောင်းအရာတစ်ခုဖြစ်ပေါ်လာတဲ့အခါမှာဆုံးမဩဝါဒဘဝသင်္ကန်းစာပေးတဲ့အနေနဲ့ထိုအကြောင်းအရာနဲ့ဆက်ဆက်ပြီးတော့ဟောပြောတဲ့ဒေသနာမျိုးလည်းရှိတယ်ပု္ပ္ပာဝတိကတစုံတစ်ယောက်ကသိလို့တဲ့မေခွန်းထုတ်လို့အဲ့ဒီမေခွန်းကိုအဖြေပေးတဲ့အနေနဲ့ဟောတဲ့ဒေသနာလည်းရှိတယ်အဲ့ဒီမဲ့ဓမ္မပဒဒေသနာတော်တွေဟာအထုပ္ပတ္တိကလို့ဆိုတဲ့မြတ်စွာဘုရားရဲ့လက်ထက်မှာဖြစ်ပေါ်လာတဲ့အကြောင်းအရာတစ်ခုကိုသင်္ကန်းစာပေးတဲ့အနေနဲ့မြတ်စွာဘုရားဆုံးမခဲ့တာဖြစ်တယ်။ဘုရားရဲ့ဆုံးမဩဝါဒတွေဟာအလုံးဘဝကြီးပွားတိုးတက်ရေးကိုဥတည်ထားတာဖြစ်တယ်။အကျဉ်းချုပ်ပြောရမယ်ဆိုလို့ရှိရင်မြတ်စွာဘုရားဟောတဲ့တရားတော်တွေထဲမှာဟိတနဲ့အာဟိတဆိုတဲ့လူလောကလူသားတွေတွေ့နိုင်တဲ့ကောင်းကျိုးချမ်းသာကိုပေးနိုင်တဲ့တရားကဟိတလို့ခေါ်တယ်ဆိုးကျိုးကိုဖြစ်ပေါ်စေတဲ့တရားတွေကတော့အာဟိတလို့ခေါ်တယ်သရဝရရဲ့အကျိုးစီးပွားကိုဆောင်ရွက်တော်မူတဲ့အခါမှာသရဝရရဲ့တဏ္ဍမှာကောင်းကျိုးချမ်းသာကိုဖြစ်ပေါ်စေနိုင်တဲ့အခြေအနေကောင်းတွေလို့ဆိုတယ်ကုသိုလ်တရားတွေကိုဖြစ်ပေါ်စေဖို့ဟောပြောတာဟိတထိုဟိတကိုဟောပြောရင်အဟိတလို့ဆိုတယ်အကုသိုလ်တရားတွေကိုဖယ်ရှားဖို့ဆုံးမဩဝါဒပေးခြင်းဒီနှမျိုးပဲရှိတယ်ဆိုလိုတာကတော့တရားစကားနဲ့နားလည်အောင်ပြောရမယ်ဆိုရင်လှုပ်တဲ့နာနဲ့မလှုပ်တဲ့နာဒီတစ်ခုမလှုပ်ရမှာနဲ့လှုပ်ရမှာဒီမျိုးကိုဟောတာပဲဖြစ်တယ်မိမိတို့သားသမီးတွေကိုမိဘတွေကဆုံးမတယ်ဆရာသမားတွေကတပည့်တွေကိုဆုံးမတဲ့အခါမှာမလှုပ်ရမှာနဲ့လှုပ်ရမှာဒီနှစ်ခုပဲပြောတာလောကမှာကောင်းကျိုးချမ်းသာရအောင်ညွှန်ကြားတယ်တိုင်းပြည်တစ်ခုအုပ်ချုပ်တဲ့အခါဥပဒေရေးဆွဲတယ်အနှစ်ချုပ်ပြောမယ်ဆိုလို့ရှိရင်မလုပ်ရမယ့်ဟာနဲ့လုပ်ရမှာဒီနှစ်ခုပဲရှိတယ်မလုပ်ရမယ့်ဟာကအာဟိတလုပ်ရမယ့်ဟာကဟိတမြတ်စွာဘုရားဟောသမျှတရားတော်တွေထဲမှာတရားတော်တွေကိုအလုံးနှစ်ချုပ်ပြောပြီးမလုပ်ရမှာကိုရှောင်ဖို့နဲ့လုပ်ရမှာကိုလှုပ်ဆောင်ဖို့ဒီနှစ်ခုပဲအဓိကထားဟောတာဖြစ်တယ်လောကမှာကောင်းကျိုးချမ်းသာတွေရကျင်တယ်ဆိုရင်မလုပ်ရမှာကိုရှောင်ခြင်းနဲ့လုပ်ရမှာကိုလှုပ်ဆောင်ခြင်းဆိုတဲ့ဒီနှစ်ခုပြည့်ပြည့်စုံဖို့လိုအပ်တယ်ပေါ့မလုပ်ရမှာကိုလှုပ်လို့ရှိရင်လည်းဆိုးကျိုးဖြစ်တတ်တယ်လုပ်ရမှာကိုမလုပ်ဖဲနေလို့ရှိရင်လည်းအကျိုးမဖြစ်ဘူးဒါကြောင့်မို့ဒီနှစ်ခုဟာတူညီသောချိုးရင်းချက်အနေနဲ့စာပေကျမ်းဂန်တွေမှာဆိုထားတာအကတ္တဗကရဏံဝိယကတ္တဗကရဏံပိဒေါသောယေဝအကတ္တဗကရဏဆိုမလုတ်တဲ့နာကိုလှုပ်ခြင်းလောကမှာလူတွေကအပြစ်တင်ကြတယ်ဒုက္ခရောက်ပြီဆိုရင်ဒီလူကမလုတ်တဲ့နာကိုလှုပ်တာကိုပြောနေရှိကြတယ်နော်မလုတ်တဲ့နာလှုပ်ရင်ဒုက္ခရောက်တာမှန်တယ်မစားတဲ့နာစားလို့ဒုက္ခရောက်တာမသွားတဲ့နေရာသွားလို့ဒုက္ခရောက်တာမပြောတဲ့စကားပြောလို့ဒုက္ခရောက်ဒီလိုသူကချက်ပြီးတော့ကြည့်မယ်ဆိုမတွေးတဲ့နာတွေးလို့မပြောတဲ့နာပြောလို့မလုပ်တဲ့နာလုပ်လို့ဆိုတာလောကမှာအပြစ်ဆိုတာ
ဒီလိုသတ်မှတ်ပြီးတော့ဖော်ပြတာအေးအများစုကမလုတ်တဲ့နာကိုလုတ်ရင်အပြစ်လို့ဆိုကြတော့လည်းပဲလုတ်တဲ့နာကိုမလုတ်ဖဲနေတဲ့အခါကျတော့တိတ်ပြီးအပြစ်ပြောလို့မရှိကြဗျာလုတ်တဲ့နာကိုမလုတ်ဖဲနေခြင်းဟာလည်းပဲကောင်းကျိုးချမ်းသာမှဆုံးရှုံးရခြင်းဆိုတာဖြစ်စေဒါကြောင့်မို့စာပေကျမ်းကမှဆိုတဲ့စကားလေးကအကတ္တပကရဏံဝိယမလုတ်တဲ့နာကိုလှုပ်ခြင်းကဲ့သို့ကတ္တပကရဏံပိကတ္တပအခရဏံပိလှုပ်တဲ့နာကိုမလှုပ်ခြင်းဟာလည်းပဲဒေါသောယေဝကောင်းကျိုးချမ်းသာတွေကိုဖျက်ဆီးတတ်တဲ့အဖြစ်ပဲလို့သူတို့ဆိုလို့ပဲပေါ့နော်ဒါအရေးကြီးတယ်ဒါမို့လူ့ဘဝရလာပြီဆိုတာအသိဉာဏ်ဟာဘာလဲလို့ခြေခံအဖြစ်ပြောမယ်လှုပ်တဲ့နာနဲ့မလှုပ်တဲ့နာသိတာလှုပ်တဲ့နာနဲ့မလှုပ်တဲ့နာကိုသိဖို့အမှန်တမ်းအရေးကြီးတယ်မသိဘူးဆိုရင်ဘာဖြစ်လဲမလှုပ်တဲ့နာကိုလှုပ်တဲ့တယ်လို့ထင်တယ်လှုပ်တဲ့နာကြမလှုပ်တဲ့မှုလို့ထင်တယ်အဲ့ဒါကိုမောဟလို့ပြောတာမောဟရဲ့အဖြစ်ကအဲ့ဒါလောဘဖြစ်တာလူတွေသိကြတယ်ဒေါသဖြစ်တာလူတွေသိကြတယ်ထင်ရှားတယ်ပေါ့မောဟဖြစ်တာကြတော့သိပြီးတော့မောဟကြောင့်ဖြစ်တယ်ဆိုတော့သိပြီးတော့မသိချဘူးဖြစ်တယ်မောဟကအဲ့ဒါပဲလှုပ်တဲ့နာနဲ့မလှုပ်တဲ့နာမသိတာမောဟမလှုပ်တဲ့နာကိုလှုပ်တဲ့နယ်လို့ထင်ပြီးတော့တွေးဝေးနေတာမောဟလှုပ်တဲ့နာကိုမလှုပ်တဲ့မှုထင်ပြီးမလှုပ်ဖဲနေတာမောဟသူ့ကြောင့်ဆိုးကျိုးတွေများစွာဖြစ်ပေါ်စေတတ်တယ်ဒါဟာအမှန်မှအရေးကြီးတဲ့ချက်လောဘဒေါသမောဟလို့အကုသိုလ်ရဲ့အမြစ်အကုသိုလ်တွေခိုင်မာစေတဲ့သူတို့ကိုယ်တိုင်ကလည်းအကုသိုလ်လည်းဖြစ်တယ်အကုသိုလ်ရဲ့အမြစ်လည်းဖြစ်တယ်အမြစ်ဆိုတာအပင်ကိုရှင်သန်စေတာပဲပေါ့အကုသိုလ်တွေဆက်လက်ရှင်သန်နေဖို့ဆိုတာဟာလောဘဒေါသမောဟလို့ဆိုတဲ့ဒီတရားတွေပေါ်မှာယက်တည်နေလို့ဖြစ်တာပဲဖြစ်တယ်ဒါကြောင့်မို့ဘုရားရဲ့တရားတော်ရဲ့မှာအရေးကြီးဆုံးကတော့မောဟကိုနည်းနိုင်သမျှနည်းအောင်မောဟကိုဖယ်ရှားဖို့အသိပညာကိုစီးပူးအထောက်ကြရတာဖြစ်တယ်လောကမှာလည်းလူတွေငယ်စဉ်တော်ကြီးကလေးဘဝနေကြောင်းထားတယ်ဆိုတာလုံးတဲ့နာနဲ့မလုံးတဲ့နာတွေသိဖို့လူဘဝနေတတ်ထိုင်တတ်ဖို့ဆိုတာအဓိကထားသင်ကြားကြတာပဲပေါ့လုံးတဲ့နာနဲ့မလုံးတဲ့နာတွေခွဲခြားသိပြီးမလုံးတဲ့နာကိုရှောင်တတ်ဖို့လုံးတဲ့နာကိုလုံးတတ်ဖို့ဆိုတဲ့ဒီအရေးချင်းနှစ်ရပ်ကိုရရှိဖို့ရအတွက်မိဘတွေကသားသမီးတွေကိုဆုံးမကြတယ်ဆရာသမားတွေကတပည့်တွေကိုဆုံးမကြတယ်လူဖြစ်လာပြီဆိုလို့ရှိရင်အဲ့ဒါသိဖို့အတွက်လူတွေဟာပညာကိုစီးပူးအထောက်ကြပြောရမယ်ဆိုရင်မောဟနည်းနိုင်သမျှနည်းအောင်ပညာကိုစီးပူးအထောက်ကြပညာဆိုတာတိုက်ရိုက်စီးပူးအထောက်လို့မရဘူးပညာရဖို့အတွက်မလုပ်ရဘူးသုတလို့ခေါ်တယ်သင်ယူမှုကသွားတာဖြစ်တယ်သင်ရမယ်အခုမြတ်စွာဘုရားဟောတဲ့အဆုံးအမတရားတော်တွေကြားနာတယ်ဆိုတာသင်ယူခြင်းပဲဖြစ်တယ်တရားဝဲခြင်းပါပြီးတရားနာတယ်ဆိုတာသင်ယူခြင်းတစ်မျိုးပဲနော်ဒါမို့သုတကိုအင်္ဂလိပ်လိုပြန်တဲ့လူတွေက hearing လို့မပြန်ဘူး learning လို့ပဲပြန်ကြတယ်နားနဲ့သင်နားထောင်ပြီးတော့မှတ်သားတာသင်ယူခြင်းလို့ပဲအဲ့သင်ယူခြင်းဟာပညာလားလို့ဆိုမဟုတ်သေးဘူးပညာဖြစ်ဖို့အတွက်စဉ်းစားစရာအချက်လက်တွေပေးခြင်းသာလည်းဖြစ်တယ်အကြောင်းအရာတွေကိုဖော်ပြထားတယ်အမှားနဲ့အမှန်ကိုခွဲခြားပြီးတော့ပြောထားတယ်အဲ့ဒီပေါ်မှာဆင်ញင်သုံးသပ်ပြီးလက်တွေ့ကျင့်သုံးလို့ကိုယ်တိုင်သိလာတဲ့အသည့်ကြတော့မှပညာလို့ခေါ်တယ်ဆိုလိုတာကသုတနဲ့ပညာသုတ္တုတာသုတဝဋ္ဌနီနားထောင်လို့တဲ့ဆန္ဒ
သင်ယူလိုတဲ့ဆန္ဒဟာတုဒ္ဒကိုဖြစ်ပွားစေတယ်လို့တရားနာခြင်းအဖြစ်တုဒ္ဒကိုဖြစ်စေတယ်ထိုတုဒ္ဒဘာကိုဖြစ်စေတယ်တုတံပညာယဝဋ္ဌနနားထောင်ခြင်းသင်ယူခြင်းကပညာအသိပညာကိုဖြစ်ပေါ်စေတယ်ပညာကဘာလောက်တာတော့ဆိုပညာယအထံဇာနာတိဘဝအဓိပ္ပာယ်ကိုနားလည်သွားတယ်ဘာလုပ်ရမယ်ဆိုတာသိတယ်ဘာမလုပ်ရဘူးဆိုတာသိသွားတယ်အဲ့ဒါပညာလို့ခေါ်တယ်နော်အဲ့ဒီသိသွားတဲ့အသိကိုပညာလို့ခေါ်တာပဲညာတော့အထောဒုက္ခပေါ့အဲ့ဒီသိသွားတဲ့အသိကမှလူတွေကိုဘဝလမ်းကြောင်းမှာအဆင်ပြေစေတယ်လို့ဆိုလိုတာချမ်းသာတယ်ဆိုဘဝအဆင်ပြေသွားအမှားအယွင်းမရှိတော့ဒါကြောင့်မို့မောဟကိုပယ်ဖို့ရတယ်ရသော်ဗျာပညာဘာဝိတ္တပမောဟတမဟာနာယတွေ့ဝေခြင်းဆိုတဲ့တွေ့ဝေစေတတ်တဲ့မောဟတရားကိုဖယ်ရှားပစ်ဖို့အတွက်ပညာကိုကိုယ်တဏ္ဍာမှာဖြစ်စေရမယ်တိုးပွားစေရမယ်လို့သူဟောတယ်အဲ့ဒီပညာရဖို့အတွက်ကြဘာတွေနဲ့လုပ်ကြပြန်တုဒ္ဒလို့ခေါ်တယ်နားနဲ့နားထောင်ခြင်းခဏခေတ်ကြတော့စာအုပ်စာတမ်းတွေဖတ်ရှုခြင်းမြင်เสียကြားเสียကိုယ်ရှိမှလုပ်တဲ့အလုပ်တွေမြင်တာကိုမှတ်သားထားတယ်ကြားတာကိုမှတ်သားထားတယ်ဘဝအတွေ့အကြုံတွေအကြားအမြင်ရောပေါင်းပြီးတော့သုံးတာနော်မီဒီယာနှစ်ခုရှိတယ်ပညာရဖို့အတွက်မျက်လုံးနဲ့နားပေါ့မျက်လုံးနဲ့နားချို့ယွင်းသွားပြီဆိုလို့ရှိရင်ပညာသင်ဖို့တော်တော်ခက်သွားတယ်မျက်လုံးနဲ့ပညာသင်တဲ့ဒီကနေ့ခေတ်ရှေးတုန်းကတော့နားနဲ့သင်တယ်များဒါကြောင့်မို့တုဒ္ဒဆိုတဲ့စကားလုံးကိုဦးစားပေးပြီးသုံးနားထောင်ပြီးသင်တာပိုတိကျသူဆိုရှေးတုန်းကတော့ oral tradition နဲ့ဆိုမြတ်စွာဘုရားဟောတဲ့တရားတော်တွေကိုနှုတ်တဲ့ဆောင်ပြီးတော့မှတ်သားထားပြီးအသိဉာဏ်နဲ့ဆင်ញင်စဉ်းစားကြတာအဲ့တော့တရားနာရယ်ဆိုတဲ့နေရာမှာလည်းပဲပထမကနာကြားခြင်းနာကြားတဲ့အခါမှာအာယုစူးစိုက်ခြင်းနာကြားအာယုစူးစိုက်လို့အကြောင်းအရာနဲ့စကားလုံးကိုမှတ်သားခြင်းဆိုဓာရဏဒါတာပြီးတဲ့အခါကျတော့မနတနုဖိခိတာစိတ်နဲ့ဆင်ញင်သုံးသပ်ပြီးဒိဋ္ဌိယသုပ္ပတိဝိထာလို့အဓိပ္ပာယ်ကိုပိုင်းပိုင်းခြားခြားသိပြီးသိဉာဏ်ဖြစ်ပေါ်လာပြီဆိုမှပညာဒီလိုသွားတာနော်အစင်းစက်ဒီလိုသွားတာပဲဖြစ်တယ်နော်ဒါကြောင့်မို့ရဗုဒ္ဓရဲ့အဆုံးအမမှာအသိပညာဟာအလွန်တန်ဖိုးရှိတာအရေးကြီးဆုံးဖြစ်လို့မြတ်စွာဘုရားကပညာနရဏရတနာပညာဟာလူသားတို့ရဲ့တန်ဖိုးမဖြတ်နိုင်တဲ့ယရဏတစ်ပါးပဲဖြစ်တယ်လို့သူဆိုခဲ့ရမြတ်မှာအာလောကဗိလူကြီးရဲ့အမေကိုဖြေတဲ့အခါမှာလည်းပဲပညာကိုဘယ်နည်းနဲ့ရနိုင်သလဲဆိုသုတ်တုတာလည်းပဲဒီပညာနားဆိုင်ထောင်ခြင်းကသိလို့စိတ်ကြားလို့စိတ်နားထောင်လို့စိတ်မှတ်သားလို့စိတ်တွေဟာအဲ့ဒီစိတ်ဆန္ဒတွေဟာပညာကိုရခြင်းအကြောင်းပဲတလုံးနဲ့ပြောပါဆိုရင်အဲ့ဒါပဲပြောပညာကိုဘလို့ပညာရအောင်ဘလို့လုပ်ရမလဲဆိုရင်တတ်ခြင်းစိတ်ကိုမွေးသိခြင်းစိတ်ကိုမွေးသိခြင်းနဲ့ဆန္ဒရှိရင်တတ်ပြီလို့ဆိုလို့အဲ့ဒါကြောင့်မို့တကယ်အသိပညာတွေရဖို့ရအတွက်စိတ်ဆန္ဒဟာသိပညာရဖို့အတွက်ဥဆောင်လမ်းညွှန်ပြသွားတာပဲဖြစ်တယ်ပေါ့ဓမ္မပဒဒေသနာမှာမြတ်စွာဘုရားဖြစ်ပေါ်လာတဲ့အကြောင်းအရာတစ်ခုသုံးသပ်ပြီးခုခေတ်စကားနဲ့ပြောမစို့သီဝရီတစ်ခုထုတ်ပြီးနော်အဆိုမိတ်တစ်ခုထုတ်ပြီးအဲ့ဒီအဆိုမိတ်ဟာ
အလုံးကိုတိကျပြီးနိယမသဘောတရားကိုဆောင်ပြီးတော့သရဝရီအတွက်ခိုင်လိုင်းသဘောဖြစ်သွားအဲ့ဒါဓမ္မပဒမှာမြတ်စွာဘုရားရဲ့အဆုံးအမလေးတွေကိုမှတ်သားဖို့ဒီကနေ့အပိုင်း13မှာမြတ်စွာဘုရားဆုံးမခဲ့တဲ့ဓမ္မပဒဒေသနာကဘာလဲလို့ဆိုရင်ကုသိုလ်ကောင်းမှုပြုသူနဲ့ပတ်သက်ပြီးတော့ကုသိုလ်ကောင်းမှုပြုဖို့အကျိုးတရားနဲ့တိုက်တွန်းပြီးတော့ကုသိုလ်ဆိုတာပြုရမယ်ဆိုတဲ့သွန်သင်ချက်နဲ့ဆုံးမဩဝါဒပေးတာဖြစ်တယ်ကုသိုလ်ပြုတဲ့ပုဂ္ဂိုလ်ဟာအကျိုးရလဒ်ပါရှိတယ်ဆိုတာဖော်ပြတဲ့အနေနဲ့ဒီဒေသနာတော်ကိုဟောတာဖြစ်တယ်ဒေသနာတော်ကတကယ်ရှင်းရှင်းလေးဣဒနန္ဒတိပစ္စနန္ဒတိကတပုံညောဥပယထနန္ဒတိအပြစ်ကင်းပြီးကောင်းကျိုးချမ်းသာကိုရရှိနိုင်တဲ့ကုသိုလ်တရားအဲ့ဒီကုသိုလ်တရားလုပ်ပြီးတဲ့ပုဂ္ဂိုလ်တိုင်းကောင်းမှုကုသိုလ်လုပ်ထားလို့ကောင်းမှုကုသိုလ်ရှိတဲ့ပုဂ္ဂိုလ်တိုင်းဟာဘယ်လိုအကျိုးတရားတွေကိုရနိုင်တော့ဣဒနန္ဒတိလက်ရှိဘဝမှာလည်းပဲနှစ်သက်ပျော်ရွှင်ရတယ်ပစ္စနန္ဒတိနောက်ဘဝရောက်တဲ့အခါမှာလည်းနှစ်သက်ရတယ်ပျော်ရွှင်ရဥပယထနန္ဒတိဒီဘဝမှာလည်းနှစ်သက်เสียနောက်ဘဝမှာလည်းပဲနှစ်သက်เสียနှစ်ဘဝလုံးမှာနှစ်သက်ကျင့်နှက်เสียတွေနဲ့ပဲတွေ့ရမယ်လို့သူပြောဆိုလိုတာကကုသိုလ်ကောင်းမှုရဲ့အကျိုးဟာမင်းကောင်းတာတွေနဲ့ကြီးတွေ့ပြီးတော့မင်းဘဝဟာဘယ်တော့ဖြစ်ဖြစ်ကြည်နူးနေရမယ်လို့ပြောကုသိုလ်လုပ်လို့ရှိရင်ကုသိုလ်ရဲ့အကျိုးတရားဟာကြည်နူးမှုဖြစ်စေမှာပဲဖြစ်တယ်နှစ်သက်စရာတွေနဲ့ကြီးတွေ့မယ်ကုသိုလ်ကောင်းမှုလုပ်လိုက်ပြီးဆိုရင်ဒီကုသိုလ်ကောင်းမှုကြောင့်မို့လို့လုပ်ပြီးတဲ့အချိန်လေးမှာတည်းပဲနှစ်သက်စရာကျေနပ်စရာဖြစ်ရအကျိုးပေါ်တဲ့အခါမှာလည်းပဲနှစ်သက်စရာကျေနပ်စရာဖြစ်တယ်ဒီဘဝမှာနှစ်သက်တာနောက်ဘဝမှာလည်းနှစ်သက်စရာမကြိုက်တဲ့အရာဆိုတာတခုမှမဖြစ်ဘူးဒါကုသိုလ်ရဲ့အကျိုးတရားကိုပြောပြတာနော်မြတ်စွာဘုရားကကုသိုလ်ကောင်းမှုလိုက်ဒါကြောင့်မို့ဘဝတိုင်းမှာဒီဘဝလည်းနှစ်သက်ခြင်းနဲ့ပီတိဖြစ်ခြင်းနဲ့နောက်ဘဝမှာလည်းပီတိဖြစ်ခြင်းနဲ့ဆိုရင်ဘာလို့ကုသိုလ်လုပ်လို့ပြောတာကုသိုလ်လုပ်ရင်မင်းပီတိဖြစ်ရမယ်နှစ်သက်ရတယ်ပီတိဖြစ်ရတယ်ချစ်နှက်ရတယ်ဝမ်းသာရတယ်ဒီလိုဆိုဒီဘဝမှာနှစ်သက်ရတာတော့ဘာလဲအကျိုးမပေါ်သေးခင်ရောနှစ်သက်ရတာဆိုကုသိုလ်ဆိုတာအကျိုးမပေါ်ခင်ကိုချစ်နှက်တယ်ဘာမှမခံစားရခင်ကချစ်နှက်သားသမီးရချက်နဲ့မိဘကိုရချက်နဲ့သားကလေးမွေးဖွားလာပြီဆိုသားကလေးကြည့်ပြီးပီတိဖြစ်တယ်မျောလင်းချက်တွေနဲ့ပီတိတွေဖြစ်နေပြီကုသိုလ်ကောင်းမှုကလည်းအကျိုးမပေးနဲ့အောင်မပေးသေးဘူးလို့ဆိုလောက်ခုမှလှုပ်လိုက်တဲ့ကုသိုလ်ကောင်းမှုကလည်းပဲမျောလင်းချက်နဲ့ပီတိတွေကိုဖြစ်စေတယ်ဒါမို့ကုသိုလ်လှုပ်ထားတဲ့ပုဂ္ဂိုလ်ဟာငါကုသိုလ်ကောင်းမှုတွေလုပ်ပြီးသွားပြီဆိုတဲ့အချိန်လေးမှာအဲ့ဒါတွေးတာနဲ့ပဲပီတိဖြစ်ရတယ်သူတို့ပြောပုံညာမေကတန္တိနန္ဒတိငါဟာကောင်းတဲ့အလုပ်တွေจิตကင်းတဲ့အလုပ်တွေငါလုပ်ထားပြီးပြီကိုယ့်ကိုလုံခြုံစိတ်ချရခြေနဲ့အားရတဲ့အနေအထားမျိုးတွေဖြစ်ပေါ်သွားလောကလူတွေဟာခြေနဲ့အားရမှုတွေဘာတွေနဲ့ဖြစ်တတ်တယ်ကိုလိုချင်တဲ့အရာရလို့ရှိရင်လည်းခြေနဲ့ကြတူတယ်ငွေကြေးတနာရရင်လည်းခြေနဲ့ဆုလိုက်ရရင်လည်းခြေနဲ့တယ်ဆောင်ဝဲအောင်ရင်လည်းခြေနဲ့တယ်ပေါ့နော်ကိုဖြစ်ချင်တာတခုဖြစ်ပြီဆိုရင်ခြေနဲ့ကြတယ်ရှိတယ်အဲ့ဒီထဲမှာခြေနဲ့เสียအကောင်းဆုံးကတော့ကိုလုပ်တဲ့ကုသိုလ်ကောင်းလုပ်ဖြစ်သွားပြီဆိုတာခြေနဲ့เสียအကောင်းဆုံးဖြစ်တယ်ဘာကြောင့်လို့ဆိုရင်ငွေကြေးတနာ
ရလို့ကျင့်တတ်တာအတိုင်းတာတစ်ခုပဲကျင့်တတ်လို့ရဇဝဲအောင်လို့ကျင့်တတ်တာတစ်ခုဆုလိုက်ရလို့ကျင့်တတ်တာအတိုင်းတာတစ်ခုပဲကျင့်တတ်လို့ရကုသိုလ်ကောင်းမှုဆိုတာကဆက်တိုက်ကျင့်တတ်မှုတွေနဲ့ပဲကြုံတွေ့လာပီတိဖြစ်စရာတွေနဲ့ပဲကြုံတွေ့လိမ့်မယ်ဒါကြောင့်ဘေယောနန္တတိတုတ်ကတိန်ကတော်ကိုလို့တဲ့ကုသိုလ်ကောင်းမှုကြောင့်အခြေအနေကောင်းတွေဖြစ်ပေါ်လာသုကတိဆိုတာဒုက္ခရဲ့တရားတနည်းအားဖြင့်ပြောမှဆိုအခြေအနေကောင်းမြတ်တဲ့ဘဝတွေရောက်သွားတာဆိုတာအခြေအနေကောင်းတစ်ခုရသွားတာပေါ့အဲ့အခြေအနေကောင်းတစ်ခုရောက်သွားသုကတိဘုံရောက်သွားတယ်ဆိုရင်ဘေယောနန္တတိကုသိုလ်လုပ်တော့ကျင့်နိုင်ရတာတဲ့ပိုးကျင့်နိုင်ရတယ်ဆိုလို့အကျိုးပေါ်ဖြစ်ပေါ်လာတဲ့အခါမှာပုံမူပြီးတော့ကျင့်နိုင်ရခင်ကျင့်နှမှုကမျှော်လင့်ချက်နဲ့ကျင့်တတ်တယ်လို့ဖြစ်ဟိုဟာလက်တွေ့အကျိုးခံစားရပြီဆိုရင်တော့ပို့ပြီးတော့ကျင့်နိုင်ရတယ်ဒါကုသိုလ်ပြုခြင်းရဲ့အကျိုးကျေးဇူးကိုမြတ်စွာဘုရားဒီဒေသနာတော်ဟောတာနော်ဒီဒေသနာဟောတာတကယ်ဖြစ်ပျက်တစ်ခုဥတည်ပြီးတော့ဟောတာလက်တွေ့ပြပြီးတော့ဟောတဲ့ဒေသနာတစ်ခုဖြစ်တယ်ဘုရားလက်ထက်မှာဖြစ်ပျက်တစ်ခုကဘာလဲလို့ဆိုတာဝတိမြို့မှာစေရဝံကျောင်းတကာကြီးအနာရဘိန်တထေထင်းထင်းရှားရှားလူသိများတဲ့ပုဂ္ဂိုလ်တဦးတယောက်အလုံးကိုလူသိများတဲ့တရားတရားလွန်ကောင်းနေဘုရားဘာသာမဖြစ်ခင်ကတည်းကစားမဲ့တောင်းမဲ့ပုဂ္ဂိုလ်တွေကျွေးမွေးပြီးတော့နေ့စဉ်အလှကြီးပေးတဲ့ပုဂ္ဂိုလ်ပေါ့သူ့ရဲ့ငယ်နာမည်ကသုဒ္ဓတလို့ခေါ်တယ်သာဝတိမြို့ကသုဗ္ဗနဆိုတဲ့တထေးကြီးရဲ့သားသူကသုဒ္ဓတအကြည်သူညီကသုဖုတိသုဒ္ဓတကငယ်စဉ်ကတည်းကအလှတန်းဝါသနာပါတယ်ဘုရားဘာသာမဖြစ်ခင်ကတည်း generosity သူကအမတန်မှရေရောတတ်တဲ့ပုဂ္ဂိုလ်ပေါ့ရေရောတယ်ဘုရားဘာသာဖြစ်လာတော့ပိုးပြီးတော့သူကရေရောလာတယ်မြတ်စွာဘုရားနဲ့တွေ့ပြီးတော့တရားဓမ္မနားလည်ရတဲ့အခါမှာအမှန်မြင်ခြင်းနဲ့တန်တရားကင်းခြင်းဆိုတာဘာသာတရားနဲ့ပတ်သက်ပြီးဓမ္မနဲ့ပတ်သက်ပြီးသူကအမှန်မြင်သွားတယ်အမှန်မြင်လဲဆိုတာမိစ္ဆာဒိဋ္ဌိကိုပယ်တာပဲစာပေကျမ်းမှာလူတွေပြောတယ်သောတာပန်ဒိဋ္ဌိဝိသိကိစ္စကင်းတယ်ဆိုတာအဲ့ဒါအမှန်မြင်တယ်ဓမ္မနဲ့ပတ်သက်ပြီးတန်တရားမရှိတော့ဘူးအဲ့တော့အမှန်မြင်ခြင်းနဲ့တန်တရားကင်းခြင်းဆိုတဲ့အခြေအနေတရားကိုရရှိပိုင်ဆိုင်သွားတဲ့သောတာပန်ပုဂ္ဂိုလ်ဖြစ်သွားအဲ့ဒီအချိန်မှာသူဟာစီးပွားရေးလုပ်တာပဲအယောင်းဝယ်နဲ့သွားတာအယောင်းဝယ်ကိစ္စနဲ့ရာဇဂိုမြို့ကိုသွားပြီးတော့အယောင်းဝယ်လုပ်တယ်မြတ်စွာဘုရားနဲ့တွေ့တယ်တွေ့လိုက်တဲ့အခါမှာသူကြည်နူးဝယ်ရတယ်ဖြစ်မြတ်စွာဘုရားကိုတာဝတိကိုကြွားဖို့ပြန်ရာဇဂိုဆိုတာဘီဟာနယ်ထဲမှာရှိတော့အိန္ဒိယအလယ်ပိုင်းလောက်မှာရှိတယ်တာဝတိဆိုတာအိန္ဒိယမြောက်ပိုင်းမှာရှိတယ်သူဟိမန္တာနဲ့ခတ်သွားနီးသွားဟိုဘက်ရောက်ရင်ခုခေတ်မြေပုံနဲ့ကြည့်မယ်ဆိုရင်တာဝတိဟိုဘက်ကနေပေါ်နယ်စာရောက်သွားပြီပေါ့အဲ့တော့တာဝတိကမြောက်ပိုင်းမှာကြာတယ်ရာဇဂိုကအလယ်ပိုင်းမှာကြာတယ်ရာဇဂိုကနေပြီးတော့မြတ်စွာဘုရားကိုတာဝတိကိုပင့်တယ်တာဝတိဆိုတာအယောင်းဝယ်ကောင်းပြီးတော့လွန်စီကားတဲ့မြို့ကြီးဖြစ်လို့ဘာကြောင့်တာဝတိလို့ခေါ်တော့လို့အဓိပ္ပာယ်ကိုဖော်ဆောင်တဲ့အခါမှာအဓိပ္ပာယ်မျိုးဖော်ဆောင်တော့လည်းပဲအဓိပ္ပာယ်တစ်ခုကတော့ဘာလို့ဆိုရင်တာဝတိမြို့မှာမရှိတဲ့ကုန်ပစ္စည်းမရှိဘူးအလုံးရှိတယ်လို့ဆိုတပ်ဖန်အဋ္ဌိအဝဋ္ဌိတာဝတိကသိပ်ပြည့်စုံတော့ရှိတယ်
ရန်ကုန်မြို့လို့ပေါ့ဘာဝယ်ရကုန်ရှိတယ်ပေါ့စူပါမားကတ်ကြီးတွေတောင်းဝယ်ကုန်ရအားလုံးရှိတယ်ဆိုတဲ့အဓိပ္ပာယ်ပဲတောင်းထိမြို့နော်နောက်တနည်းကတော့သဝဋ္ဌယသိရဲ့သင်္ကန်းကျောင်းမှာမြို့တည်တယ်လို့လေဒီလိုသမိုင်းကျောင်းအရာပြောတာအဲ့ဒါလက်တွေ့ကတော့တောင်းထိမြို့ဟာအားလုံးရှိတယ်စီကားတဲ့မြို့ကြီးမြတ်စွာဘုရားကအဲ့ဒီကိုပင့်တာမြတ်စွာဘုရားသတင်းသုံးမဲ့နေရာကိုရှာကြံတဲ့အခါမှာသူစေတမင်းသားရဲ့ဥယျာဉ်ကိုဝင်လိုက်တာ18ကလေးပေးရတယ်ငွေတပြားတွေခင်းဒင်းကားတွေကိုမြေပြင်အနှံ့ခင်းပြီးတော့ဒီဈေးဆိုတာဟာမြေဈေးဆိုတာကိန်းကနန်းနဲ့ဆိုတာမဟုတ်ဘူးမြေပြင်ကိုဒင်းကားခင်းပြီးတော့ဝယ်ရမယ်လို့ဆိုတာနော်အဲ့ဒါနဲ့ခင်းပြီးတော့ဝယ်လိုက်တာ18ကလေးကုန်သွားတယ်ကျောင်းဆောက်တာက18ကလေးကျောင်းရည်သက်ချတာက18ကလေးအလုံး54ကလေးရရောသာသနာမှာလှူဒန်းခဲ့တယ်သူ့မှာမြတ်စွာဘုရားတာဝတိမြို့စီရင်ကျောင်းမှာသတင်းသုံးတဲ့အချိန်စာပေထဲမှာပါတဲ့အရေးအတွက်ရပြောမယ်ဆိုရင်သား2ယောက်နဲ့သမီး3ယောက်ရှိတယ်သား2ယောက်ကကာလဆိုတာတယောက်တတ္ထာဆိုတာတယောက်တတ္ထာကတော့နောက်ပိုင်းမှာသင်္ကန်းဝတ်သွားတယ်ကာလဆိုတာတော့မလိမ္မာလို့ဘုရားကျောင်းကိုပတ်စပ်ပေးပြီးတရားနာလွှတ်ရတယ်နောက်ပိုင်းတော့သောတပန်ဖြစ်သွားတယ်သူတည်းကာလနဲ့တတ္ထာသား2ယောက်သမီးက3ယောက်ရှိအကြီးဆုံးသမီးကမဟာသုပတ္တာသားသမီးတွေကလည်းလိမ္မာကြတယ်လို့ပြောမှဖြစ်တယ်အနာရဝိတ္တိဆိုတာခုခေတ်စကားနဲ့ပြောရင်တာဝတိမြို့ရဲ့မျက်နှာဖုံးလူတိုင်းကကုသကောင်းမှုလုပ်ခြင်းသူ့ဖိတ်ကြတာဝိသခါလည်းထို့တူပဲဝိသခါတို့သူနဲ့ကျောင်းတကာကြီးနာတပိနဲ့ပုပ္ပယုံကျောင်းမကြီးဝိသခါတို့အိမ်မှာနေရတယ်မရှိဘူးသူတို့အိမ်မှာပုံမှန်အားဖြင့်တနေ့ကိုယဟန်2000အမြဲတမ်းလှူဒန်းနေတာအဲ့ဒီယဟန်2000ကိုလှူဖို့ရအတွက်ဝိသခါကသူကိုယ်တိုင်မလုံနိုင်တဲ့အခါမလုံနိုင်ဘူးဆိုတာသူများအိမ်တွေကိုလိုက်ပြီးတော့လုပ်ပြီးနေရသူတို့ဖိတ်တော့သွားပြီးလုပ်ပေးရသမီးလေးတယောက်ညီလေးတယောက်ကိုသားရဲ့သမီးကိုထားတယ်သူတာဝန်ယူပြီးတော့အိမ်မှာတန်ခါဝေယဝဆလုပ်ဖို့အနာရဘိန်ကတော့အကြီးဆုံးသမီးကိုတာဝန်ပေးပြီးတော့သူကိုယ်စားဝေယဝဆလုပ်စီတယ်နေ့စဉ်အိမ်ပစ်နဲ့တန်ခါတွေကိုဆွမ်းကတ်ခဏခေတ်လောက်တော့လုံးမရှုပ်ခဏခေတ်ကတော့ဆွမ်းမွဲပြင်ရမယ်ပကံခွဲရောက်တွေဆေးရမယ်ဟိုခေတ်ကတော့အဲ့လိုမဟုတ်ကြွလာတဲ့တန်ခါတွေကကိုယ်သပိတ်နဲ့ကိုလာရှောက်တဲ့အခါထိုင်ဆွမ်းတဲ့သပိတ်ထဲကိုသပိတ်ထဲမှာဆွမ်းရောဟင်းရောတခါတည်းလောင်းထည့်လိုက်ပတ်တပိုင်းနော်ပတ်တပိုင်းဆိုတာဆွမ်းတဲ့ဟင်းနဲ့ခွဲအိန္ဒိယနိုင်ငံကနေ့အထိပတ်တပိုင်းလို့ပဲပြောနော်ဖက်နဲ့တောင်ထုတ်စားတာသူတို့မှာဟင်းမွေးကြီးနဲ့စားနေတာမဟုတ်ထမင်းပေါ်မှာဟင်းပုံလိုက်တာပဲဗမာတွေကတော့အဲ့လိုပုံကျွေးရင်စားချင်တာမဟုတ်သိပြီးတော့နော်ပုံကျွေးရင်တော့မစားဘူးသို့တော်ရင်တော့ဒေါင်းလန်းကြီးရဲ့အလယ်မှာစားလာကြတယ်အဲ့လိုလူတွေစုပြီးစားကြတယ်ခဏခေတ်တော့ကိုယ့်နဲ့ကိုမိသားစုစားတော့မှထမင်းဝိုင်းနဲ့စားကြတယ်ပေါ့နော်ခေပြောင်းလာအိန္ဒိယနိုင်ငံတို့ဒီဟိုတော့ကနေ့အထိထမင်းဆွန်းထက်ပြီးဟင်းနေပုံလိုက်တယ်အဲ့ဒါဒီတိုင်းပဲစားကြပကံခွဲရောက်ဆေးစရာသိမရှိဘူးဘုန်းကြီးတို့ဒီဟိုနေတော့ဆိုလို့ရှိရင်ဆွမ်းသာပြည့်ပြီဆိုသွားရာမညတိုင်းကရာမညခိုင်းကယဟန်တွေကတော့တပိတ်တွေပါတယ်ကျန်တဲ့
ဘုန်းကြီးတွေတပိတ်မပါတော့ဘုန်းကြီးတို့လည်းတပိတ်ရှူလေးမရှိကြတော့ဒီတိုင်းသွားဟိုမှာရောက်တဲ့အခါကျတော့ပကံများတွေပေါ်မှာဆွမ်းလေးတွေပုံထားတယ်ပထမဆုံးဖះဆွမ်းတော့ကတ်တယ်နောက်ပြီးရင်တန်ဃာတွေကိုတန်ဃာဒါနအနေနဲ့ကတ်တယ်သီလယူတယ်အဲ့ဒါတွေပြီးပြီဆိုတဲ့အခါတပားကိုပကံများတစ်ချက်စီလိုက်ကတ်တာအဲ့တော့ကိုပေါင်ပေါ်မှာပဲကိုတင်ပြီးဇွဲတွေမပေါအောင်တင်မြင်ခွေပေါ်မှာပဲဒီပကံများတင်ထားမိသားစုကဟင်းနေလိုက်ပြီးတော့ဆွမ်းနဲ့ထည့်ကြတာဒီပကံနဲ့ပဲလိုက်ထည့်ပုံပေးတာကိုမစားကြရင်တော့လက်ကပြဟင်းနေအဲ့လိုထည့်ပြီးတော့ပုံစားတဲ့ကလေးဟာခဏထိရှိတော့မယ်အဲ့တော့ဝိသခအိမ်အနာရဘိန်အိမ်ဒီနေ့တန်ခါ2000ဆွမ်းကတ်တယ်ဆိုတော့ဝေယဝိသသိပ်မများဘူးလို့ပြောပတ္တပိုင်းလို့ဆိုတာပုံစားတယ်ခဏဘူဖေးပတ္တပိုင်းနော်ဘူဖေးဆိုတာတော့ကိုယ့်ကိုယူစားတာဘူဖေးပတ္တပိုင်းကတော့တစ်ခွက်ထဲမှာပုံထည့်ပြီးစားတာအဲ့ဒါမြတ်စွာဘုရားလက်ထက်ကဘုရားကိုယ်တော်မြတ်လည်းအဲ့တိုင်းပဲပုံပေးတာတော်တော်အလုံးသက်တာတော်တော်ဝေယဝိသအများကြီးသက်တာပါအဲ့လိုအနာရဘိန်အိမ်မှာသမီးကြီးမဟာသုဘတ္တာအရွယ်ရောက်တဲ့အခါကျတော့အိမ်အောင်ကျသွားတဲ့အခါကျအိမ်ခွဲသွားလောဘလူမရှိတော့သုလသုဘတ္တာကိုတောင်းပေးတယ်အငယ်မကိုတောင်းပေးတယ်အဲ့ဒီငယ်မကလည်းပဲဝေယဝိသတွေလုံးတခါအိမ်အောင်ကျသွားပြန်အိမ်အောင်ကျသွားပြန်တော့အငယ်ဆုံးသမီးသုမနာကိုတောင်းပေးတော့အဲ့ဒီသမီးငယ်လေးကတော့အိမ်အောင်မကြခင်မှာတရက်တော့ဝေယဝိသလုံရင်ရုပ်တရက်ယောဂဝေဒနာဖြစ်လာတယ်။ဘာယောဂလို့တော့မပြောဘူးရုပ်တရက်ယောဂဝေဒနာဖြစ်ပြီးတော့ယောဂကပြင်းထန်တဲ့အခါကျတော့နာရဝိတ္တိကြီးကသူများအိမ်လိုက်ပြီးတော့ဦးစီးဦးရဲ့လုပ်ပြီးစီမံပေးနေရတော့သမီးနေမကောင်းလို့ဆိုလိုက်ခေါ်တော့အိမ်ရောက်သွားအိမ်ရောက်တော့သမီးကအဲ့ရတယ်လဲနေပြီနာရဝိတ္တိကြီးကသမီးနာသွားပြီးတော့သမီးနေကောင်းရဲ့လားလို့မေးတဲ့အချိန်မှာမောင်လေးနေကောင်းပါတယ်လို့ပြောတော့သူ့အဖေကိုမောင်လေးလို့ခေါ်လိုက်တယ်ခေါ်လိုက်တဲ့အခါကျတော့နာရဝိတ္တိကြီးကအားတဲ့တော့ငါသမီးရောင်းနေတာလားရောင်းပြီးတော့ပြောတာလားလို့ဆိုမဟုတ်ပါဘူးမောင်လေးရဲ့ဆိုပြောငါသမီးကတေးရမှကြောက်လို့လားလို့ဆိုငါမကြောက်ပါဘူးမောင်လေးရဲ့ဆိုပြီးတော့ခဏနေတည်သွားအဲ့စကားလေးပြောပြီးတဲ့နောက်မှာဆုံးသွားရှာကလေးမှာဘာယောဂလေးတော့ခေါ်မပြဘူးနော်အဲ့ယောဂနဲ့ပဲဆုံးသွားရှာအနာရဝိတ္တိကြီးကယူကျုံးမရဖြစ်တယ်သူ့သမီးလေးအတွက်ဘာကြောင့်လဲဆိုတော့သူ့စိတ်ထဲမှာထင်တာအဖေကိုအဖေလို့မခေါ်ဘဲနဲ့မောင်လေးခေါ်သွားတယ်ဆိုတော့ငါသမီးဘလို့တွေဖြစ်သွားတယ်ကြောင်6ချားတွေဖြစ်သွားတယ်လို့သူစိတ်ထဲမှာထင်အဲ့ဒါနဲ့နောက်ကိစ္စဝိဇ္ဇပြီးတဲ့အခါဘုရားရှိသွားမြတ်စွာဘုရားရှိသွားတော့ငုံယူသွားတော့မြတ်စွာဘုရားဘာအတွက်ဆင်းရဲဒုက္ခဖြစ်တယ်လဲဆိုတော့သမီးသူမနာဆုံးသွားတဲ့အကြောင်းရှောက်မြတ်စွာဘုရားကအေးလူဆိုတာသိခြင်းတရားဆိုတာရှိတာမို့သက်ရှင်ခြင်းဆိုတာစီဝိန်ထင်လင်းသက်ရှင်ခြင်းကသိခြင်းနောက်ဆုံးရှိချေ၏ဒါဟာကျွတ်တင်ပြီးတော့စဉ်းစားထားရမယ့်အရာဖြစ်တယ်ဆိုတာရှင်ဘုရားတဲ့တပည့်တော်သိရမှာဆိုတာတော့အဲ့ဒီအတွက်ကိုဝမ်းနဲ့ခြေကွဲမှုမဖြစ်ပါဘူးတဲ့တေခါนี้မှာတပည့်တော်သမီးလေးကကြောင်ကရမ်းဖြစ်သွားတာအတွက်စိတ်မကောင်းတာပါဘယ်လိုဖြစ်လို့လဲဆိုတော့ခုနပြောပြ
အဲ့ဒါကြောင်ကတန်းဖြစ်တာမဟုတ်သူပြောတာအမှန်တဲ့မြတ်စွာဘုရားဖြေရှင်းပြီးဘာကြောင့်လို့ဆိုလို့ရှိရင်တရားသူတရားမြတ်နဲ့ကြည်လိုက်မယ်ဆိုရင်အနာတပိန်ကသောတပန်ရှိသေးတယ်သူသမီးကသူ့ရဲ့တဆင့်တာသွားတယ်တက္ကရာကံဖြစ်ရောက်တယ်အဲ့ဒါကြောင့်မို့လို့တရားအဆင့်အားဖြင့်သူကငယ်နေပြန်နော်အဖေကဒါမျိုးခေါ်တာထမရဲ့ဖတဲ့တာတလာချီဆိုတာမျိုးနော်သမီးကနေဖတဲ့ချီသွားသူမနာဒေဝီကတရားနာရင်ဝေယဝဆလုပ်ရင်နဲ့သူကတက္ကရာကံထိအောင်ဖြစ်သွားနာရဝိတ္တိကြီးကသောတပန်ပဲရှိသေးတော့ဒါကြောင့်မို့သူ့ဖေကိုအတိပေးလိုက်တဲ့အနေနဲ့မောင်လေးလို့ခေါ်သွားတာအဓိကကတော့သူ့ဖေကသောတပန်ပဲရှိသေးတယ်သူကသူ့တဲ့တဆင့်မြင့်သွားပြီတက္ကရာကံရောက်နေပြီဆိုတာတတိပေးသွားတယ်တော့အဲ့ဒါလို့သူတော်ကောင်းတွေဟာသူတို့ရဲ့အကြောင်းတွေကိုတိမတ်ပြုဖို့ရအဲ့လိုပေးလေပေးထားရှိတယ်ပေါ့နော်ပေးလေပေးထားရှိတယ်အဲ့ဒါကိုအဓိပ္ပာယ်ဖော်တတ်ဖို့လိုတာပေါ့နော်တခါတော့ဆိုလို့ရှိရင်ရဟန်းတော်တစ်ပါးမထေရကြီးတစ်ပါးယောဂဝိရဏသဲလို့သူတို့တွေကမေးကြတယ်တရားသူတရားမြတ်ပဲရောက်သွားပြီလေဘယ်ဆင့်ရောက်ပြီလဲဒီကနေ့ကျမေးချတရားသူရမရမေးကြတဲ့အခါမထေရကြီးကဘာပြောသွားတော့ဆိုသူကသိပြီးတော့ဟိုယဟန္တာမဖြစ်သေးတော့သူပြောမှနည်းနည်းရှက်တယ်ပေါ့နော်သူ့အဆင့်ဟာယဟန္တာမရောက်သေးဘူးသူဘာပြောသွားတော့ဆိုရင်နတ္ထိကိဉ္စီလို့ပြောတာနတ္ထိကိဉ္စီရဲ့အဓိပ္ပာယ်ကဘာတော့ဘာမှမရှိဘူးလို့ပြောလိုက်တာဘာမှမရှိဘူးဆိုတဲ့အဓိပ္ပာယ်လည်းရတယ်ကိုနတ္ထိကိဉ္စီလို့ပြောလိုက်တဲ့အခါအဲ့လိုပြောပြီးတော့ပြန်တော်မူသွားတဲ့အခါတပည့်တွေကစိတ်မကောင်းဖြစ်တယ်ငါတို့ဆရာကြီးကဘာတရားဓုမှရမသွားရှာဘူးဆိုပြီးတော့စိတ်မကောင်းဖြစ်တယ်မြတ်စွာဘုရားစီသူတို့ဝမ်းနဲ့ပန်းနဲ့သွားလျှောက်တဲ့အခါကျတော့မင်းတို့ဆရာကြီးကဘာမှမရှိဘူးမဟုတ်ဘူးနတ္ထိကိဉ္စီဆိုတာအနာဂံဖြစ်လို့အကိစ္စဉာဏဘုံရောက်သွားတော့သူမပြောချင်လို့အဲ့ဒါလေးပဲပြောသွားတယ်အနာဂံဖြစ်သွားတယ်လို့ဆိုလို့နော်အဲ့တော့အတိပ္ပယ်ဖော်တာမတမအရေးကြီးတာနော်ရှုပ်ဝက်ပြီးတော့ပြောသွားလိုက်တာခုနကလည်းပဲသူမနာကလည်းသူ့အဖေကိုဆုံးမသွားတဲ့အတိပ္ပယ်ပဲသူ့ဖေတဲ့သူကအစင်းမြင့်နေပြီဆိုတာကြောင့်မို့လို့သူ့ဖေကိုမောင်လေးလို့တမင်ခေါ်လိုက်တာတရားသူအနေနဲ့သူကညင့်လို့ခေါ်တာအဲ့ဒီမှာအနာရဝိန္ဒတိကဝမ်းမြောက်ဝမ်းသာဖြစ်သွားတယ်သူရင်ထဲကရှင်းသွားတော့ကျင့်အားရအခုသမီးပဲရောက်သွားလဲဆိုတော့မြတ်စွာဘုရားသူဟာတုတ်တိတာနတ်ပြည်ရောက်သွားပြီဆိုတော့လူဘဝမှာနေတော့လည်းပဲမိဘတွေရဲ့အရေးအောက်မှာကုသိုလ်ကောင်းမှုတွေပြုပြီးတော့ပျော်ပျော်ရွှင်ရွှင်နဲ့နေသွားတာဟိုသမီးတွေကမှအိမ်တော်ရဲ့သားကြားပြီးတော့မိဘရင်ခွင်ကခွဲသွားသေးတယ်သူကမဟုတ်ဘူးမိဘရင်ခွင်အောက်မှာပျော်ရွှင်ချမ်းမြေ့စွာနေစဉ်နဲ့အမျှဝေယဝဆကုသိုလ်တွေလုပ်တယ်နောက်ဘဝကျတော့လေတုတ်တိတာနတ်ဘုံရောက်သွားတယ်တုတ်တိတာနတ်ဘုံဆိုတာတတန်အားဖြင့်လူအရေးအတွက်နဲ့တွဲမယ်ဆိုလို့ရှိရင်59 ဂရီနှစ်6တန်းနှစ်ပေါင်းကိုပြောတယ်နော်လူအရေးအတွက်နဲ့တွဲတာ59 ဂရီနှစ်6တန်းတတန်းရှိတယ်အဲ့တော့ဒီလူဘဝတုန်းကလည်းပဲတထေသမီးချမ်းသာသာကုသိုလ်ကောင်းမှုတွေလုပ်ပြီးပူရမပင်ရဒီလိုနေသွားတယ်အခုနောက်ဘဝရောက်တဲ့အခါကျတော့လည်းပဲတက်တန်းရှိပြီးတော့ကျင့်တတ်เสียကောင်းတဲ့ဟိုမိမ့်မနေနဲ့နေရလို့တုတိတာသူကျင့်တတ်လောကမှာကျင့်တတ်ဖို့ဆိုတော့ခက်တာနော်လူတွေဟာကျင့်တတ်ကြရဲ့လားလို့မေးချင်လိုက်လို့ရှိရင်ကျင့်တတ်မှုရှိတဲ့လူလည်းရှိမှာမရှိတဲ့လူကလည်းမကျင့်တတ်သေးဘူးလေ
တခုရလို့လေကျင့်တတ်သေးတာမှမဟုတ်တာအဲ့တော့အပြည့်အဝကျင့်တတ်မှုဆိုတဲ့နေရာအမတမရှာတုတိတာဆိုအလုံးဟာသူ့ဘဝဟာမကျင့်တတ်စရာတခုမှမပါဘူးအလုံးဟာနေစရာတွေပုံမိတ်မှန်နေဘယ်နေရာကြည့်လိုက်ကျင့်တတ်စရာတွေနှစ်သက်စရာမျက်နှိုးစရာတွေကြီးပဲတွေ့ရမှာတုတိတာဆိုဒါကြောင့်မလို့အဲ့ဒီပုံကိုတုတိတာလို့နာမည်ပေးထားတာနော်နှစ်ချိုက်စရာကျင့်တတ်စရာအဲ့ငရဲပုံကြတော့လေမြတ်စွာဘုရားဘယ်လိုဟောထုံဆိုရဟန်းတွေကိုတုတ်တန်တစ်ခုမှာသဗ္ဗတယတဏိကတုတ်တန်မှာဟောသွားတယ်ရဟန်းတို့မင်းတို့တွေသိကံကောင်းကြတယ်လူဘဝရပြီးတော့တရားအထုတ်ခွင့်ရနေတာအလွန်ကံကောင်းတာလောကမှာသဗ္ဗတယတဏိကငရဲဆိုတာရှိတယ်မျက်စိကမြင်လိုက်လို့ရှိရင်မြင်လိုက်တဲ့အရာမှန်သမျှကကြောက်မွဲ့ဖွယ်ရာထိတ်လန့်ဖွယ်ရာတွေရှိပဲစိတ်ချမ်းသာစရာတစ်စက်မှမရှိဘူးမျက်စိကမြင်ရတဲ့ဟာတွေကကြားရတဲ့အရာတွေကလည်းပဲချီးနူးစရာတစ်ခုမှမရှိဘူးအနံ့ကလည်းပဲချီးနူးစရာတစ်ခုမှမရှိဘူးအရသာကလည်းပဲချီးနူးစရာတစ်ခုမှမရှိဘူးမျက်စိနာနာလျှာကိုယ်ခန္ဓာကိုယ်အထိတွေ့ရတဲ့ဟာတွေကလည်းဒုက္ခအတိတွေကြီးပဲခြေနှက်စရာတစ်ခုမှမရှိဘူးတွေးကြည့်ရင်လည်းကြောက်ဝဲဖွယ်ရာတွေကြီးပဲဆိုမျက်စိနာနာလျှာကာယအထိတွေ့အလုံးကိုကြမ်းတမ်းရက်ဆက်ပြီးဒလက်ဆက်ဆင်းရဲဒုက္ခတွေနဲ့ကြုံတာဘယ်လိုလုပ်တရားထုတ်လို့ရငရဲဆိုတာအဲ့လိုပဲဒလက်ဆက်ဆင်းရဲနေလို့နိရယဆိုတဲ့အဓိပ္ပာယ်အယဆိုတာချမ်းသာဒုက္ခနိဆိုတာမရှိတာချမ်းသာဒုက္ခတစ်စက်မှမရှိတဲ့နေရာကိုငရဲလို့ခေါ်တာပဲပါဠိစာပေကနိရယချမ်းသာကင်းတဲ့အရာလို့ခေါ်တယ်ချမ်းသာကင်းတဲ့ဘုံဘဝကိုနိရယလို့ခေါ်တယ်လူပြေမှာချမ်းသာတာရှိသေးတယ်လေဆိုတော့ဥမာပဲသွားကြိုက်တဲ့အခါကျတော့ဒုက္ခရောက်တယ်မဟုတ်လားအဲ့လိုမရသွားကြိုက်တယ်နားကြိုက်တယ်ဆိုတာခံရခက်တယ်တခုနာကျင်နေပြီဆိုခါသို့တော့ဒီတိုင်းနေလို့ရှိရင်ဘာမှမဖြစ်ဘူးလေနေလို့ထိုင်လို့ကောင်းနေရင်ဘာမှဖြစ်ကိုယ်မှအမြဲတမ်းသွားကြိုက်နေတယ်လို့ခံနေရမှာစဉ်းစားကြည့်ပေါ့တွေးကြည့်အဲ့ဒီဆိုလိုက်လူတွေမှာတောင်နေမကောင်းတဲ့ပသာရှိဒီကိုလုံးနာနေရထိုင်ခက်တယ်လေအဲ့ဒီသူတို့စီမှာသာဝရဒုက္ခတွေနဲ့ပဲနေကြရတာဖြစ်အခုတုတိတာကြတော့စတုမာရိတုတာဝရိန္ဒာတို့ဆိုတာတွေကမကျေနပ်စရာတွေအများကြီးတွေ့တယ်တရားမင်းကြီးတောင်မကျေနပ်စရာတွေခဏခဏတွေ့ရနော်မကျေနပ်စရာတွေတွေ့တုတိတာကြတော့အဲ့လိုမကျေနပ်စရာတခုမှမတွေ့ရဘူးအလုံးကနှစ်ချိုက်စရာတွေကြီးပဲတွေ့ရမယ်ဒီလိုဆိုလိုတာပေါ့နတ်ဘုံတွေကလည်းသူ့နာမည်နဲ့သူပဲနေမနရတိဆိုတာကိုယ်စိတ်တိုင်းကြလေးဖန်ဆင်းပြီးတော့ပြောနေတဲ့နေရာနော်ကစားတာလို့ဖြစ်တယ်ကလေးတွေဆိုတာကိုယ့်အကိုအယုတ်ကလေးတွေလှုပ်ပြီးတော့ကစားကြတယ်ပျော်ကြတယ်လေကိုယ့်အကိုအိမ်လေးဆောက်ပကြီးလေးဆွဲအဲ့ဒါမျိုးလို့ကစားစရာနဲ့ပြောတာမျိုးလို့နေမနရတိဆိုတယ်ကိုကြိုက်တဲ့ပုံစံလေးပြောင်းလိုက်ဥယျာဉ်ကလည်းကြိုက်တဲ့ပုံစံလေးလှုပ်လိုက်အဝတ်စားလည်းကြိုက်တဲ့ပုံဘလောက်ထီအောင်လို့ဆိုနေမနရတိပုံဆိုတာအသားဖြူခြင်းလည်းရတယ်အသားနေခြင်းလည်းရတယ်အခုခေတ်ကဖြူတဲ့လူကမဲခြင်းတဲ့အခါကျတော့အမဲစာကိုခံပြီးတော့ဝတ်တာတွေ့တယ်နော်ဖြူတဲ့လူကလည်းမဲခြင်းနေတာခက်တယ်မဲတဲ့လူကလည်းဖြူခြင်းလိုက်တာမပြောနဲ့တော့ဖြူခြင်းနေကြကိုကျင်တတ်တာမဟုတ်အဲ့နေမနရတိပုံရောက်တဲ့အခါကျတော့ကိုကြိုက်တဲ့အရာချက်ချင်းရအတန်ဆိုလဲကိုကြိုက်တဲ့အတန်ချက်ချင်းပြောင်းလို့ရတယ် automatic စိတ်ကညှို့လိုက်တာနဲ့ဘုံမိတ်မှန်နေဆိုလို့ရှိရင်လည်းအဖြူရောင်ဗိမှန်ကြီးမကြိုက်ဘူးဆိုလို့ရှိရင်အဝါရောင်ဗိမှန်ကြီးတာရွှေရောင်ဗိမှန်ကြီးတာအကုန်ချက်ချင်းစိတ်ထဲကညှို့လိုက်တာနဲ့ပြောင်းမိတာပြောစပင်းဖြူလို့ဆေးဆိုးစရာမလိုဘူးစပင်းဖြူမကြိုက်ဘူးဆိုရင်ချက်ချင်းကြိုက်တဲ့အယောင်ပြောင်းလို့ရတယ်အလွန်ကောင်းတယ်အဲ့ဒါနေမနရတိဝိသခာကအဲ့ဒီပုံရောက်သွားတယ်နေဝနရတိပုံမှာဝိသခာအနာရဝိကတုတ်တိတံမှာပ
ပရဏိဝိတဝတ္တဝတိဆိုတာတော့သူများတွေဖန်ဆင်းထားတဲ့ဟာကိုယ်စိတ်တိုင်းရကိုယ်စိတ်တိုင်းရသူများတွေကဖန်ဆင်းတာသူများဆောက်တဲ့အိမ်ပေါ်တက်နေရတယ်လို့ပဲဟောတော့သူကိုယ်တိုင်တော့မလုပ်ဘူးသူများလုပ်တာတွေကိုကိုယ်စိတ်တိုင်းရဖြစ်စေအဲ့ဒီနတ်ဘုံတွေအားလုံးဟာဒုက္ခဘုံတွေကြီးပဲကောင်းဒုက္ခဘုံတွေကံတရားရဲ့အကျိုးပေးမှုကိုအပြည့်အဝခံစားရတဲ့ဘုံတွေဖြစ်လို့မျက်စိနာနာလျာကာယဆိုတဲ့အင်္ဂါယတ္တိနဲ့ကြုံတွေ့ရတဲ့အစင်တန်အနတ်ရတာလို့ခေါ်တဲ့ကာမဂုဏ်အထိတွေ့လို့ဆိုတဲ့ကာမဂုဏ်အာယုန်နဲ့မမောတွေ့တာပျော်ရွှင်စရာရှိတဲ့ဘုံမျိုးမို့ကာမဘုံလို့ခေါ်တာဟာအဲ့ဒီဘုံကြီးပြောစရာတွေနဲ့ပြည့်နေတဲ့ဘုံကြီးလို့သူပြောတာပေါ့နော်အဲ့တော့လူပြည်ကြတော့ချမ်းသာတဲ့အခါချမ်းသာဆင်းရဲတဲ့အခါဆင်းရဲဒါကြောင့်လူတွေကတပန်းသာတာတော့ဆင်းရဲချမ်းသာနှစ်ခုတွဲနေသည့်အတွက်ကြောင့်တတိပိုကောင်းတယ်ရသောအကျင့်ကိုကျင့်နိုင်တယ်လူပြည်ကလူတွေကကုသိုလ်ကောင်းမှုအတွက်အခွင့်အရေးပို့ကြတယ်ဒါဟာတန်ဖိုးရှိတယ်လို့ဆိုတာပေါ့နော်အေးအဲ့ဒါလို့တုတိတဘုံသူမနာဆိုတဲ့အနာတွေတထေးရဲ့သမီးငယ်လေးသူမနာဆိုတဲ့သမီးငယ်လေးဟာငယ်ငယ်ရွယ်နဲ့ဆုံးပြီးတော့တုတိတနတ်ဘုံရောက်သွားတယ်အဲ့ဒါကိုမြတ်စွာဘုရားရှေ့ဆိုပြီးတော့ဣဒနန္ဒတိပစ္စနန္ဒတိကတပုံညောဥပယထနန္ဒတိကုသိုလ်ကောင်းမှုလုပ်ရင်တဲ့သူမနာတိဝိတာမဟုတ်ဘူးဘယ်သူပဲဖြစ်ဖြစ်ဟောပုံညဆိုတာပု္ပ္ပစဘဝနိဗ္ဗတိတိပုံညလို့အထက်တန်းကြတဲ့ဘဝလူတွေပူဇော်ခံရတဲ့အလေးပြုခံရတဲ့ဘဝမျိုးကိုရစေနိုင်တယ်လို့ဒီလိုအဓိပ္ပာယ်ရတယ်တနည်းအားဖြင့်ပုဏ္ဏတိသောတေတိပုံဘဝမှာညဉ့်နွမ်းတဲ့အရာတွေကိုတုတ်တင်ရှင်းလင်းလို့ဖြူစင်တဲ့ဘဝမျိုးကိုရောက်တယ်ဒီလိုဆိုလိုတာပေါ့ဖြူစင်တယ်ဆိုတာအဆင့်တန်းမြင့်ဖြစ်တယ်ပေါ့နော်အဲ့ဒီလိုကုသိုလ်ကောင်းမှုဆိုတာအညစ်အကြေးတွေကိုဖြူစင်သွားစေတယ်လူတွေကလေးစားခံရတဲ့ဘဝမှာဖြစ်စေနိုင်တယ်ဆိုတဲ့ဒီကုသိုလ်ကံတွေလှုပ်ထားတဲ့ပုဂ္ဂိုလ်တိုင်းဟာဘယ်သူပဲဖြစ်ပေါ်လာနိုင်တဲ့ရလဒ်ကတော့ဣဒနန္ဒတိကုသိုလ်ကောင်းမှုဆိုတာလှုပ်တဲ့ဘဝမှာကိုကပီတိဖြစ်ရမယ်ပစ္စနန္ဒတိနောက်ဘဝရောက်ရင်လည်းပီတိဖြစ်ရမယ်ကတပုံညောဥပယထနန္ဒတိဒီဘဝမှာလည်းပီတိဖြစ်နောက်ဘဝမှာလည်းပီတိဖြစ်နှစ်ဘဝလုံးမှာပီတိဖြစ်ရမယ်ပုံညမေကတန္တိနန္ဒတိငါကုသိုလ်ကောင်းမှုလုပ်ရတယ်လို့ဆိုပြီးတော့လည်းပီတိဖြစ်ရမယ်လုပ်ပြီးတဲ့အချိန်မှာလည်းပဲကိုလုပ်တဲ့လုပ်ငန်းအပေါ်မှာကျေနပ်အားရတဲ့ပီတိတွေဖြစ်တယ်အကုသိုလ်ကြတော့အဲ့လိုမဟုတ်ငါလုပ်မိတာမှားလိုက်တာဖြစ်တာကုသိုလ်ကြတော့ငါလုပ်မိတာမှားတယ်လို့မဖြစ်ဘူးဘယ်လိုပဲဖြစ်ဥပုပ်လေးဆောင်ပြီးဟောငါဥပုပ်ဆောင်ဝန်တာကျေနပ်အလူဒါနလှူလိုက်တယ်လှူပြီးသွားပြီကျေနပ်တယ်ဝန်တာအလုံးဟာကျေနပ်ဝန်တာစရာအလုပ်တစ်ခုလို့သတ်မှတ်ပြီးတော့ကျေနပ်နေကြပီတိဖြစ်ကြဘိယောနန္ဒတိသုကတိကတောကောင်းကျိုးချမ်းသာတွေများပြားလာတဲ့သုခတိဘုံရောက်ပြီးလို့ရှိရင်တော့ရလာတဲ့စီးစိမ်ဥစ္စာတွေအလွန်ကြီးမားတဲ့စီးစိမ်ဥစ္စာတွေကိုရရှိခံစားပြီးဘိယောနန္ဒတိပို၍ပီတိဖြစ်ရမယ်ဒါကုသိုလ်လုပ်တဲ့ပုဂ္ဂိုလ်ရဲ့အကျိုးတရားကိုဖော်ပြလို့မြတ်စွာဘုရားကတစ်ဖက်အားဖြင့်ပြောမယ်ဆိုရင်မင်းတို့ဖြစ်နေရဘဝမှာပီတိဖြစ်ခြင်းကုသိုလ်လုပ်ကြလို့ဆိုလိုတာပဲအကုသိုလ်ကိုရှောင်ပြီးတော့ကုသိုလ်ကောင်းမှုကိုပြုကြရမှာဖြစ်တယ်ကုသိုလ်ကောင်းမှုဖြစ်မှသာလေဘဝစတိုင်းဟာကျေနပ်စရာတွေနဲ့တွေ့မယ်ဖြစ်တယ်ဒါကြောင့်မို့ကုသိုလ်တရားကိုမမေ့ကြလိမ့်နဲ့လို့တိုက်တွန်းနှိုးဆော်လိုတဲ့သင်္ကန်းစာမြတ်စွာဘုရားကိုယ်တိုင်ကဟောကြားဆုံးပါတယ်ဒါဟာဓမ္မပဒထိသနာမှာဓမ္မရတ္တပေါ်လွင်အောင်စဉ်းစားပြီးဘဝသင်္ကန်းစာယူရမယ့်အချက်ဖြစ်တယ်ပေါ့တရားချစ်ခင်သူတော်စင်ပြိဿပေါင်းတို့
ဓမ္မပဒဒေသနာမှာဓမ္မရတ္တများကိုရှင်တဲ့နှလုံးထဲမှာမှတ်သားထားပြီးတော့မိမိတို့ဘဝမှာသူမနာရဲ့ဘဝကိုသင်ခန်းစာယူပြီးတော့ထို့တွေကုသိုလ်ကောင်းမှုလုပ်လို့ရှိရင်သာဝရပီတိဖြစ်ကြရမှာဖြစ်တယ်လို့ကိုယ်စီရှုံကြည်အားထားကုသိုလ်တရားဖြစ်ပွားအောင်ကြိုးစားနိုင်ကြပါစေကုန်သတည်း